ပြန်အမိုရင်ကအက်စတိုဗီလာကိုရှုံးခဲ့တဲ့ပွဲမှာအကောင်းဆုံးအသင်းကရှုံးသွားတာလို့ပြောခဲ့ပါတယ်။ဒါပေမဲ့ဒါကတကယ်ပဲကန်ဆိုးတာလားဒါမှမဟုတ်ဘူးဆိုရင်နေစနစ်ပိုင်းဆိုင်ရာအားနည်းချက်လား။အင်္ဂလန်ကြီးကကြည့်ရင်တော့အမိုရင်ပြောတာကမှန်တယ်လို့ရှိပါတယ်။ United က 8G လို့ခေါ်တဲ့ဂိုးရနိုင်ကြီးမှာဗီလာထက်တာခဲ့ပါတယ်။ကိုယ်ကချင်းချောင်းမှုကလည်း15ကြီးတီလုံနိုင်ခဲ့ပါတယ်။ဒါပေမဲ့ပြဿနာကတော့ဖြုံးတိရများပါတယ်။အခွင့်အရေးတွေကိုရပေမဲ့အဆုံးသတ်မှုမပြတ်မသားမှုတွေက United ကိုအခုထိ6လက်နေတော့မှာဒုတိယချက်ကတော့ Morgan Roger ကိုမထိန်းနိုင်တာပါအမိုရင်ရဲ့3-4-3 စနစ်မှာ white back တွေရှိတတ်တဲ့အခါနောက်တန်းက1-1အခြေအနေတွေခဏခဏဖြစ်နေပါတယ်။ Roger ကအဲ့ဒီနေရာလွတ်တွေကိုကောင်းကောင်းအသုံးချသွားတာပါအမိုရင်ကခန်းစစ်ပိုင်းတိုးတက်လာတယ်လို့ဆိုပေမဲ့ဒီရာသီမှာကလင်းရှစ်ကတစ်ချိန်ပဲရသေးတာကတော့စိုးရိမ်စရာအချက်ပဲဖြစ်ပါတယ်အဆိုးဆုံးကတော့ Captain Bruno ဒဏ်ရာရရှိသွားတာပါဒုတိယပိုင်းမှာ Bruno မပါနိုင်တာက United ဖန်တီးမှုတွေကိုအများကြီးထိခိုက်သွားစေပါတယ်အမိုရင်ရဲ့ပြောပုံရဆိုရင်တော့ Bruno ကဘောင်စင်လေးပွဲစဉ်အပါအဝင်ပွဲတော်တော်များများကိုလွဲချော်ရဖို့ရှိနေပါတယ်အခုချိန်မှာလူငယ်လေးတွေဖြစ်တဲ့ Jeff Fletcher တို့ Shea Lacy တို့ကိုပဲအားကိုးရမယ့်အခြေအနေဖြစ်နေပါတယ်ရလက်ကတော့အရန်ကိုခါးသီးပါတယ် United ဟာ Christmas ကာလမှာအဆင့်9နဲ့ဖြတ်သန်းရပါဒါပေမဲ့အကောင်းမြင်တဲ့တစ်ခုကတော့အသင်းရဲ့ကစားဟန်ကအရင်ကတည်းကပို့ပြီးတော့ identity ရှိလာတာပါဒါဟာတကယ်ပဲတိုးတက်မှုလားဒါမှမဟုတ်ရှုံးတဲ့ဆင်ကြီးပဲလားမယုံပိတ်သက်တွေရောအမွေပြောသလိုပဲအကောင်းဆုံးသင်းကရှုံးခဲ့တာဆိုတာကိုတော့လက်ခံကြတာခင်ဗျာကွန်မန့်လေးမှာရေးခဲ့ပြပါဦးခင်ဗျာ